ပိုက်တာတဲနေလုံးလုံးကိုကြိုက်လိုက်တယ်ဆိုဟုတ်လားဘာလို့ကြိုက်တာလဲဟမ်ဘာလို့ကြိုက်တာလဲမင်းနားလဲအောင်ပြောဘာလို့ကြိုက်တာလဲဘယ်လိုကြိုက်လိုက်တာလဲအဲ့လိုကြိုက်လိုက်တာဘာလို့ကြိုက်တာလဲတဲလုံးလုံးမချစ်ဘူးလားချစ်ရင်နောက်ခါမကြိုက်ရအောင်နော်တဲသွားကြအောင်အဲ့မှာတဲသားလေးကချွတ်ကြီးနေတယ်တဲသွားချွတ်ကြီးနေတယ်ကြိုက်လို့ရှိရင် तू ကနားတယ်သိလားတဲချစ်ရင်အဲ့လိုနားမလို့ရဘူးလေလက်ပိုက်ထောင်းတဲစကူတက်ရင်လည်းအဲ့လိုတငယ်ချင်းတွေကိုမလုံးရဘူးအိမ်လာတဲ့တငယ်ချင်းတွေလည်းအဲ့လိုမလုံးရအောင်သိလားဘာကြီးချစ်လို့ရှိရင်သားလေးကိုဒီလိုလေးပဲကိုင်းခေါင်းလေးဆိုလည်းလိုပဲပုတ်တဲကဘတ်အဲ့လိုလောက်ပြတော့ခါကျတော့တငယ်ချင်းတွေကကြောက်သွားမှာပြီသိလားအဲ့တော့တဲဘလို့ကိုင်းမှာပါလေးကိုအဲ့လိုဖလေးကိုင်းနော်တငယ်ချင်းတွေအဲ့လိုလေးပဲကိုင်းနော်ကျင်းကျင်းလုံးရအောင်နော်ဒါကြရင်ဆိုရင်တဲကမမလည်းဖြစ်တော့မှာမမရဲ့ခိုင်တဲ့မှာလေအဲ့လေးသိလားအဲ့ဝေးလာလို့ရှင်တဲ့တဲ့အဲ့လိုအဲ့လိုမလုပ်လို့ရှင်အဲ့ငါလို့ငုံပါလေပြေတခြားထိုင်ရမ်းထိုင်ဘယ်မှမပြေးနေအောင်ထိုင်ဟုတ်ကလေးမလေးမင်းဆုံးမတယ်မပြေးသေးဘူးကျန်လာတဲ့ဟာအဲ့လိုမတငယ်ချင်းတွေကိုလုပ်တယ်ဆိုမမကိုလာတိုင်းလို့ရှင်မမကတဲကိုနော်မုံလဲဝင်ပေးတော့နော်အပြင်လဲလိုက်ပို့တော့နော်โอเคနောက်ကလုံးမလားတော့โอเค